皆さんこんにちはအားလုံးမင်္ဂလာပါဆရာတို့ဒီဗီဒီယိုကဒုက္ခကီနိုနီစားတော့ဆိုင်ဗီဒီယိုအပိုင်းလေးဖြစ်ပါတယ်အဲ့တော့ဆရာတို့နံပါတ်ခွာနေစပြီးတော့ဆက်ပြီးတော့ကြည့်လိုက်အောင်စာပစ်စုတော့ယူစင်ဂျွန်းဤစာပစ်စုဝန်ဆောင်မှုပေးတဲ့နေရာမှာယူစင်ဂျွန်းဤပေါ့နော်ယူစင်ဆိုတာကဦးစားပေးလှုပ်ဆောင်ရမယ်ဂျွန်းဤဆိုတော့အစီအစဉ်ပေါ့နော်ဂျွန်းဘန်တက်ကီနီဆိုတော့ကိုယ်ဆိုင်မှာလူကြနေတဲ့အချိန်မှာဖြစ်ဒါမှမဟုတ်လို့ရှိရင်ပုံမှန်အခြေအနေတွေမှာလည်းပဲလှုပ်ရှားတွေအများကြီးရှိတဲ့ထဲမှာဘာလို့ဦးစားပေးပြီးလှုပ်ဆောင်ရမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုကိုယ်တိုင်လည်းသိရှိထားမှာဖြစ်တယ်လို့ကိုယ့်ရဲ့အောက်ကဝန်ထမ်းတွေကိုလည်းညွှန်ကြားနိုင်ရမှာဖြစ်တယ်အဲ့တော့ service တော့နာဂါရဲဝါတဲ့ဒီဝန်ဆောင်မှုပေးတဲ့နာဂါရဲပေါ့နော် flow အဲ့ဒီ flow ကပထမဆုံးဘာစမလဲဆိုတော့ go and nine လမ်းညွှန်မယ်ပေါ့နော်အဲ့ဒီလာတဲ့အခါမှာ irashai ma se ဆိုပြီးတော့ဘယ်နေရာကိုထိုင်မှာဘာလုပ်ပါဆိုပြီးတော့လမ်းညွှန်မယ်ပြီးတဲ့အခါ music ရေးချပေးမယ် oshibori နော် oshibori ဆိုတာဒီအဲ့ဒီလက်တုပ်တဲ့မျက်နှာတုပ်တဲ့ပုံအားလေးပေါ့နော်ပြီးတဲ့အခါ menu not take your menu ပေးမယ်ဒါတော့ sign နေပေါ်မူတည်ပြီးကွာတာပေါ့နော်တချို့ sign တွေမှာတော့ menu ကစပွဲမှာဒီတိုင်းချပြီးသားလေးဖြစ်ချင်းဖြစ်မယ်နော်ပြီးတဲ့အခါ chumo uke နော် order ကောက်မယ်တချို့ကတော့ tablet နဲ့ဆိုတော့ order တော့ကောက်စရာမလိုအမျိုးတော့ရှိတာပေါ့နော်ပြီးတဲ့အခါ yori take your ဟင်းပွဲချမယ်ပြီးတဲ့အခါ chukan sage ဆိုတာ chukan sage ဆိုတဲ့အဓိပ္ပာယ်ကဆရာအပေါ်ဗီဒီယိုမှာတော့ပြောဦးမယ်ထင်တယ်နော်ဒီဧည့်သည်စားနေတော့စားလို့မပြီးသေးဘူးဒါပေမဲ့နော်ဂျားကာလာထဲမှာလွတ်သွားတဲ့ပကံတွေရှိတယ်နော်ပူနေတဲ့ပကံတွေရှိတယ်အဲ့ဒါတွေကိုဧည့်သည်ဂျာမမဖြစ်အောင်ကိုကစာကဲလုပ်ပေးတာပေါ့နော်သွားပြီးတော့ယူပေးတာအဲ့ဒါကိုချူကန်စာကဲလို့ခေါ်တာပေါ့နော်ပြီးတဲ့အခါဒေဇာတို့အချိုပဲချပေးမယ်ပြီးတော့ drink နော်အချိုရည် take your ပြီးတော့reji စေဆန်ငွေရှင်းမယ်ပြီးတော့စာကဲဆိုတာဧည့်သည်စားပြီးသားပကံတွေကိုအကုန်ပြန်သိမ်းမယ်ဆိုပြီးတော့ narimas ကတဲ့အဲ့လိုဖြစ်ပေမဲ့လို့တဲ့စေခက်ကုဂျင်းအင်ကစကနာကုနော်ဒီဧည့်သည်ဝန်ဆောင်ပေးရတဲ့ဝန်ထမ်းအရေးအတွက်ကနေပါနေပြီးတော့ကိုရီးယားနော်ဆာဗစ်စုကဖုကုစုဒိုဂျီနီဟာဆေစတေရှိမာကိုတိုကာရီမတ်တဲ့ဒီအပေါ်ကဝန်ဆောင်မှုတွေဖုကုစုဆိုများစွာပေါ့နော်ဝန်ဆောင်မှုတွေအများကြီးကိုဒိုဂျီနီတစ်ချိန်ထဲမှာဟာဆေစတေရှိမာကိုတိုကာရီမတ်ဆိုဖြစ်ပေါ်လာတာမျိုးတွေရှိတယ်ဥပမာပြောချင်တာနေ့လေလူရမ်းကြတဲ့အချိန်မျိုးတွေပေါ့နော်ဝန်ထမ်းကနေနေတဲ့အချိန်မှာဧည့်သည်တွေကများနေတယ်အဲ့ဒီအချိန်မှာဧည့်သည်တယောက်ကလည်းဝင်လာတယ်ပေါ့အဲ့ချိန်မှာကိုကအန်နိုင်လောက်ရတော့မယ်ဒါပေမဲ့တစ်ဖက်မှာလည်းဟင်းပွဲရနေပြီပေါ့ဒီနှစ်ခုမှာဘယ်ဟာကိုဦးစားပေးကြမလဲလို့ဖြစ်လာတဲ့အခြေအနေမျိုးတွေနော်ဆိုတော့ဝန်ထမ်းနေပြီးတော့ကိုယ့်ဘက်ကဝန်ဆောင်မှုတွေအများကြီးဝန်ဆောင်မှုအများကြီးဆိုတာရီချမယ်အလုပ်လေးရှိတယ်ဟိုဘက်ဝိုင်းရလဲသိမ်းရမှလည်းရှိတယ်ငွေရှင်းရမယ်ဧည့်သည်လေးရှိတယ်အဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်လာတာမျိုးတွေရှိပါတယ်ပေါ့ဆိုနိုတိုကီနော်အဲ့ဒီအချိန်မှာယူစင်ကျွန်းဤဝဒီဦးစားပေးလှုပ်ဆောင်မဲ့အစီအစဉ်ဆိုတာကတော့တဲ့ပထမဆိုဘာရင်လုပ်ရမလဲဆိုတော့ Yori take your နော်ဟင်းပွဲကိုအရင်ချရမယ်ဒါကလေဆရာအရေးကြီးရနော်ဥမာဧည့်သည်ကဆိုင်ရှိမှာစောင့်နေပြီပေါ့တယောက်ကဒါပေမဲ့နောက်တယောက်အတွက်ကဟင်းပွဲထွက်နေပြီဆိုရင်ဘယ်ဟာကိုဦးစားပေးပြီးလုပ်မလဲဆိုတာရှိတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဧည့်သည်အစ်စ်ကိုဆိုင်ထဲကိုအရင်မထည့်ပဲနဲ့ဆရာတို့ကဟင်းပွဲရလာတဲ့ဟင်းပွဲကိုအရင်ဆုံးဧည့်သည်အဟောင်းစီကိုတွားချပေးမယ်နော်ဒီရောဒီtake ရောဘာဖြစ်လို့လဲဆိုရင်ဆရာတို့ကနောက်လူတွေအစ်စ်တွေကိုထည့်လေပဲအရင်ဟင်းပွဲမထွက်သေးတဲ့အတွက်ကြောင့်အရင် customer ပြန်လို့မရဘူးเนาะမစားရသေးတဲ့အတွက်ကြောင့်သူကမြင်ပြန်လို့မရဘူးအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့စားတောက်ဆိုင်ထဲမှာလူတွေအရင်ပြည်လာပြီးတော့ဟလာနောက်တန်းစီရတဲ့စောင့်ရတဲ့ customer တွေလည်းများလာမယ်ပေါ့နော်ဆိုတော့ပြီးတဲ့ကဒီအရင်ရောက်ပြီးသားဧည့်သည်တွေကလည်းဟင်းပွဲကိုမရသေးဘူးဒီလိုမျိုးဖြစ်မယ်ဆိုတော့အဲ့လိုမဖြစ်အောင်ဆရာတို့ကပုံမှန်အားဖြင့်တော့ဟလာ go online လုပ်တဲ့နေရာနေစတာဆိုပြီးမြဲအရင်လှုပ်ရှုပ်လာပြီးเนาะအလုံးနှစ်ခုထပ်လာပြီဆိုရင်ဘယ်သူဦးစားပေးရမလဲဆိုရင် Ryori take your ဟင်းပွဲအရင်သွားချတာကိုဦးစားပေးရမယ်ပြီးတဲ့အခါ Reji Season เนาะငွေရှင်းရမယ်เนาะအဲ့တော့ဧည့်သည်တယောက်ကဝင်လာတယ် Irashai ma se သူ့ရေအရင်သွားချမလားဒါမှမဟုတ်ငွေရှင်းကျင်တဲ့ဧည့်သည်ငွေရင်ရှင်းမလားဆိုရင်ဆရာတော်ငွေရင်သွားရှင်းရမယ်ဒီလိုမျိုးပေါ့နော်အဲ့တော့အလုပ်ရှုပ်လာတဲ့အချိန်မှာဟင်းလျာ take care လုပ်တာနံပါတ်1ပြီးတဲ့အခါငွေရှင်းတာနံပါတ်2ပြီးတော့မှ go online နံပါတ်3ဖြစ်မှာနော်ပြီးတဲ့အခါမှ chumo uke chumo လက်ခံတာပြီးတော့ dessert အချိုပဲချပေးတာပြီးတော့ drink ကိုနော်ဒီအချိုရည်ချပေးတာပြီးတဲ့အခါစာကဲဆိုတော့ဟင်းပွဲပြန်သိမ်းတာဒီလိုမျိုးဖြစ်သွားမယ်နော်Ryori take your usenshi ဟင်းလျာချပေးတာကိုဦးစားပေးအနေနဲ့လှုပ်ဆောင်မှာဖြစ်ပြီးတော့ Reji Season ကနိဗ္ဗာန်မင်းနီခရုနော်ပါတဲ့ဒီငွေရှင်းတာနံပါတ်2နေရာကိုရောက်သွားတယ်ဆိုတာတော့တဲ့မာတာဆေဆူဂီရုတော့ဟ
င်းကိုအရင်စောင့်ခိုင်းမယ်ပေါ့ဧည့်သည်ကိုနော်ကိုကငွေရင်သွားရှင်နေတယ်ဒီဘက်ကထွက်လာတဲ့ဟင်းဝေးကိုသွားမချရသေးဘူးဆိုလို့ရှိရင်ဆရာရိုဒီကစာမဲ့တဲ့ဟင်းလျာတွေအေးသွားပြီးတော့အိုရှိစာကထေကာရှိအရသာရှိမှုကကြာဆင်းသွားပြီးတော့တဲ့ဆိုင်တိုင်းတဲ့မိုရိုင်းနိုင်ခါရတဲ့နောက်တစ်ကြိမ်ဆိုင်ကိုမလာတော့မှဆိုတဲ့အတွက်ကြောင့်ပါတဲ့နော်ဧည့်သည်ကဟင်းဝေးတွေအေးနေတာတွေချပြီးတဲ့အတွက်ကြောင့်ဧည့်သည်ကနောက်ဆိုင်မလာတော့မှဆိုလို့ပါမတတပန်ရေဂျီဆေဆန်တော့โอเคကစမာဝဒီငွေရှင်းမဲ့ဧည့်သည်စီကိုတော့တဲ့ခိုးရခါခဲ့တဲ့အတန်လေးပေးပြီးတော့မတ်တဲ့မိုရာအေရုခါရတဲ့ဆိုတော့အတန်လေးပေးပြီးတော့စောင့်ခိုင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ပါတဲ့ပြောချင်တာနော်ငွေရှင်းမဲ့ဧည့်သည်ကိုရှော့မတ်စီကရာဆိုင်လို့ပြောပြီးတော့ဒီဘက်ကထွက်လာတဲ့ဟင်းပွဲကိုဟင်းပွဲစောင့်နေတဲ့ဧည့်သည်စီကိုတွားချပေးမယ်ပေါ့နော်။နောက်နံပါတ်၈ကတော့ခိုကျကုခန်ဒီဧည့်သည်တွေကိုစီမံခန့်ခွဲခြင်း customer relation ပေါ့နော် relations ဆိုတော့ customer relation ပေါ့ customer တွေနဲ့ပတ်သက်ဆက်နွယ်မှု okay ကစမတော့နော်တဲ့ယောဤခံကေဇကူရီဧည့်သည်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုဖန်တီးမယ်ပေါ့ tempo ခန်းဒီစကင်းရှာနော်ဂျူယောနာရှကုမှုနေပါတဲ့ဒီဆိုင်ကိုစီမံခန့်ခွဲတဲ့သူတွေရဲ့အရေးကြီးတဲ့ရှကုမှုနော်ဒီလုပ်ငန်းတာဝန်မှာတော့တဲ့ထန်နီနာရုရိုးရှင်းတဲ့စက်ကကုရှိတော့ဒီဧည့်သည်တွေကိုဧည့်သည်ဝန်ဆောင်မှုကိုလမ်းညွှန်ပေးတာတွေပြီးတော့ဖိကုထိုင်မှုနော်နေ့လေလူကြတဲ့အချိန်တွေပြီးတဲ့အခါအိုင်ဒိုရူထိုင်မှုဆိုတာအရေးကြီးရနော်ဆိုတော့အိုင်ဒိုရူထိုင်မှုဆိုတဲ့အတိတ်ပဲလေကလူရှင်းတဲ့အချိန်ကိုပြောတာနော်ဥပမာများသောအားဖြင့်ထားပါတော့နေ့လေရုံးတက်ရုံးစီချိန်တွေမှာလူရှုပ်တယ်ပြီးတော့နေကင်း2နာရီလောက်ကစပြီးတော့9နာရီလောက်ထိဒါလူပါသွားတယ်ပေါ့နော်ဆိုင်ပေါ်မှာတော့မူတည်ပေမဲ့ဆိုတော့အဲ့လိုလူပါတဲ့အချိန်ကိုဆရာတော့အိုင်ဒိုရူထိုင်မှုလို့ခေါ်တယ်နော်ဖိကုထိုင်မှုရဲ့ဆန့်ကျင်ဘက်ကအိုင်ဒိုရူထိုင်မှုအဲ့ဒီအိုင်ဒိုရူထိုင်မှုအချိန်တွေမှာရှိတဲ့ service ခန်းဒီတာကေဒေဝနာကုဝန်ဆောင်မှုတာလည်းမကခုကျကုခန်းဒီမှုအာဒီမတ်ဒီဧည့်သည်တွေကိုစီမံခန့်ခွဲရတာမျိုးလည်းရှိပါတယ်တဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်ဆရာတို့ဒီဆိုင်ရဲ့ second shot เนาะတာဝန်ခံတနည်းအားဖြင့် tension position မှာရောက်နေတဲ့သူတွေကဧည့်သည်ဝန်ဆောင်မှုတွေမကဘူးဘာတွေလဲရှိသေးလဲဆိုတော့ဧည့်သည်တွေကိုစီမံခန့်ခွဲရတာမျိုးလည်းရှိပါတယ်တဲ့ခိုတဲ့ EU ခိုကျကုခန်းဒီတော့ပါတဲ့ဒီနေရာမှာပြောချင်တဲ့ဒီဧည့်သည်တွေကိုစီမံခန့်ခွဲခြင်းဆိုတာတဲ့ထန်နီခိုကျကုဒေတာကိုခန်းဒီစရုနော်တဲ့ဝနာကုဒါလေးကအရေးကြီးတယ်နော်ဆရာတို့ဧည့်သည်တွေကိုစီမံခန့်ခွဲတယ်ဆိုတာဧည့်သည်တွေရဲ့ data တွေကိုတဲ့စီမံခန့်ခွဲရုံလေးမဟုတ်ပါဘူးတဲ့ဆက်ကျကုတကိနီ customer relations နော်ဒီတက်ကြွနဲ့ customer တွေနဲ့ဆက်ဆံရေးတနည်းအားဖြင့်โอเคစမတော့အိုမီဆေတော့နော်ဧည့်သည်နဲ့ဆိုင်အပေါ်မှာရှိတဲ့ယောဤခံခဲစုကူရီကိုမီဇုခါရာဟာကာရုကိုတိုဒက်စ်နော်ပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်လာဖို့အတွက်ကိုယ့်ဘက်ကနေပြီးတော့အစီအစဉ်ချတာဖြစ်ပါတယ်တဲ့ပြောချင်တာဧည့်သည်ဒီခိုကျကုခန်းဒီဆိုတဲ့ဧည့်သည်စီမံခန့်ခွဲမှုတနည်းအားဖြင့်ဧည့်သည်နဲ့ဆက်ဆံရေးတည်ဆောက်တယ်ဆိုတာဧည့်သည်တွေရဲ့ data အချက်လက်တွေကိုစီမံခန့်ခွဲရုံနဲ့မဟုတ်ဘူးဧည့်သည်နဲ့ကိုယ့်ရဲ့ဆိုင်ကြားမှာရှိတဲ့ဆက်ဆံရေးကိုလည်းကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ပေါ့နောက်တစ်ခုကဆန်ကိုအကူကားပေါ့နော်ဒါကတော့တိတ်တော့မလိုအပ်ပေမဲ့ဒါပေမဲ့ဖတ်သွားလိုက်မယ်နော်အကူကားဆိုတော့တိတ်တော့မလိုအပ်ဘူးကိုချင်းကျော်ဟိုကောနီဆွေတဲ့ကိုချင်းကျော်ဟိုဒီကိုချင်းကျော်ဟိုဆိုတော့ကိုကြီးအချက်လက်ပေါ့နော်လူတယောက်ချင်းစီရဲ့ကိုကြီးအချက်လက် data တွေကိုဟိုကောထိမ့်သိမ်းခြင်းသိမ်းဆည်းခြင်းနဲ့ပတ်သက်ပြီးတော့ခိုကျကု data နေတဲ့ဒီဧည့်သည်တွေရဲ့အချက်လက်မှာရှိမိတ်နာမည်တွေဂျူးရှော့တွေပြီးတဲ့အခါဒင်းဝဘန်ကိုစတာတွေခိုချင်းကိုထုတ်သေးတေခီတို့နော်ဒီခိုချင်းဆိုတာလူတယောက်ရဲ့ information ကိုတတ်မှတ်ထုတ်သေးတေခီတို့နော်တတ်မှတ်လို့ရတဲ့ခိုချင်းကြောဟိုပုံကိုရေးဆိုင်ရာအချက်လက်ကိုရေးအချက်လက်တွေအဲ့ဒါတွေကတဲ့ဖူကူမာရဲတို့ဘာရောပါနေတဲ့အခြေအနေမှာဆိုရင်တော့တဲ့ရိုးအေးရဖွန်ရှိစုရိုးအေးဆိုတာပေါက်ကြားခြင်းနော်ပြီးတဲ့အခါဖွန်ရှိစုပျောက်ဆုံးခြင်းဧည့်သည်တွေရဲ့ကိုကြီးချက်လက် data တွေပေါက်ကြားသွားတာပြီးတဲ့အခါပျောက်ဆုံးသွားတာတွေပြီးတော့ဂျူဂီယိုအင်းဒီယောတို့ဝန်ထမ်းတွေကြောင့်ဒီဖူဆေရီယောမတမအသုံးပြုတာတွေပြီးတဲ့အခါဟွန်ရိုင်တော့မိုကုတက်ခီဤကိုင်မူလရည်ရွယ်ချက်မှလွဲပြီးတော့နော်ဟွန်ရိုင်ဆိုတာငကိုမူလရည်ရွယ်ချက်ကလွဲပြီးတော့ရီယောအသုံးပြုတာမျိုးတွေဒါမျိုးတွေဟာဆေရှင်ယောနိမဖြစ်ပေါ်အောင်ဂျူဘိုနီချူစရဟီစီယောကအဒီမတ်လုံလောက်တတိထားဖို့လိုအပ်ပါတယ်အစွန်းတမဲ့အဲ့ဒီအတွက်ကြောင့်ဂျူဂောယင်းနိရူရူမာမိုရီယောဝန်ထမ်းတွေကိုဒီရူရူတွေကိုလိုက်နိုင်ဖို့အတွက်ရှီတို့လမ်းညွှန်တာတွေခန့်တုတ်ကိုကြီးကြက်တာတွေကိုလုပ်ဖို့လေ
လုပ်ဖို့ကလည်းကျူရော်တဲ့စရေးကြည့်တယ်အဲ့တော့ဧည့်သည်တွေရဲ့ကိုယ်ချက်လက်ဆိုဥမာဆရာတို့ဘယ်လိုပြောရမလဲကန်ဆယ်မဲဖောက်တာတို့နော်ပြီးတဲ့အခါစသဖြင့်ပေါ့နော်ဧည့်သည်ရဲ့ကိုယ်ချက်လက်တွေကိုယ့်ရဲ့ဆိုင်ကနေပြီးတော့ဧည့်သည်ကိုယ်ချက်လက်တွေယူသုံးထားမျိုးရှိတယ်နော်ကမ်ပိန်းတွေလုပ်တဲ့အခါတို့မဲဖောက်တဲ့အခါတို့မှာဧည့်သည်တွေရဲ့နော်ပြန်လည်ဆက်သွယ်ဖို့အတွက်လိပ်စာတွေဖုန်းနံပါတ်တွေကိုဆိုင်ကနေပြီးတော့တောင်းခံတာတွေရှိတယ်အဲ့ဒီခါကျလို့ရှိရင်ဆရာတို့ကအဲ့ဒီရဲ့ကိုယ်ချက်လက်တွေကိုမပေါက်ချဖို့ပေါ့နော်ပြီးတဲ့အခါအလွဲသုံးစားမလုပ်ဖို့ဒါတွေကလည်းအရေးကြီးတယ်အဲ့ဒါတွေကိုလည်းပဲဝန်ထမ်းတွေကိုလက်ညွှန်ထားရမယ်ကဲနောက်နံပါတ်2ကရှကုနိကန်ဆူရချီရှိကိအစားအစာနဲ့ပတ်သက်တဲ့ဘဝတုတာတွေဂိုင်းရှကုကီယောဒီရဲ့စားတောက်ဆိုင်လုပ်ငန်းတွေမှာသာစုစာဝါတို့နော်လောက်ကင်ဆောင်ရွက်နေတဲ့ဟီတိုလူတွေဟာဆိုလို့ရှိရင်ခက်ကုစာမကာရဧည့်သည်စီကနေပြီးတော့မိတယ်ပါကြည့်မယ်ဆိုရင်တော့ဇင်အင်းအားလုံးဟာ professional တို့မီနာစာရဲမှာဆို professional တွေပေါ့နော်လုံးဝကျွမ်းကျင်တဲ့ပညာရှင်တွေလို့ထင်ခံမှာဖြစ်ပါတယ်တဲ့အဲ့တော့ကိုကစီကံတစ်ခုသွားတယ်ဆိုရင်အဲ့ဒီဆရာဝန်ကကိုအတွက်တော့လုံးဝပညာရှင်ပဲဟုတ်တယ်မလားနော်သူတို့ရဲ့နေပယ်မှာတော့အဲ့ဒီဆရာဝန်ကဘယ်လိုလဲတော့မသိပေမဲ့နော်တူတူပဲဆရာတို့ရဲ့စားတော့ဆိုင်ကိုလာနေတဲ့ customer တွေအားလုံးကလည်းကိုယ့်ရဲ့ဆိုင်ကိုလာပြီးဆိုတာနဲ့ဒီရဲ့ဝန်ထမ်းတွေပုံမြင်တဲ့အမြင်ကဘာလဲဆိုတော့အစားတောက်နဲ့ပတ်သက်လာရင် professional တွေပဲလို့သူတို့ကမြင်ကြတာနော်ဆိုတော့ရှိတာကတည်းအဲ့ဒါကြောင့်မလို့တဲ့ရှုပ်ကုနိကန်ဆူရချစ်ရှိကေဝအစားအစာတွေနဲ့ပတ်သက်တဲ့ဘဟုတုတတွေရတဲ့ရှိတဲ့ဤတဲ့ဆိုတိထားရမှာထိုးစင်းတို့နာဒီမှာထိုးစင်းဆိုဘယ်လိုပြောမလဲအသာဒီမရဲ့တော့ခုတ်တော့ပေါ့နော်ဒါမထူးဆန်းတဲ့ကိစ္စပေါ့နော်ကိုကအစားတောက်နဲ့ပတ်သက်ပြီးဘဟုတုတပြည့်စုံနေရမယ်ဆိုတာဒါထရီထူပြောရမယ့်ကိစ္စမဟုတ်ပါဘူးတဲ့ကြတော့အရေးကြီးတာရှုပ်ကုမိုစုအာရေရူကီနီဆွေတဲ့အစားအစာအလိုက်ကြီးဖြစ်မှုနဲ့ပတ်သက်ပြီးတော့အာရေရူကီဆိုဓာတ်မတည့်မှုပေါ့နော်အလိုက်ကြီးဖြစ်မှုအဲ့တော့ဆရာတို့ဒီအာရေရူကီဆိုတာဘာလဲလို့ပြောရမယ်ဆိုလို့ရှိရင်ထုတ်တေကီနိုအီချီမှာတော့ပြောဘူးရပေါ့နော်အာရေရူကီဆိုတာဘာလဲဆိုရင်အစားအစာဓာတ်မတည့်ဘူးဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုအစားအသောက်တစ်ခုကဝင်သွားတဲ့အချိန်မှာဆယ်ရက်ခန္ဓာကိုယ်ကဘာလဲဆိုအနေရှိတယ်လို့ထင်လို့ရှိရင်ခန္ဓာကိုယ်တွေကနေပြန်ပြီးမောင်းထုတ်တာပေါ့နော်ဒီခန္ဓာကိုယ်ရဲ့ဆဲတွေကတိုက်ထုတ်တာပေါ့နော်တိုက်ပွဲတွေဖန်တီးတာပေါ့အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုအစိတ်တောက်တွေဝင်လာတဲ့အခါနော်ဒီဘက်တီးရီးယားပိုးမွားတွေဝင်လာတဲ့အခါနော်မတန်ရှင်းတဲ့အစားအစာတွေဝင်လာတဲ့အခါခန္ဓာကိုယ်ကနေပြီးတော့ပြန်တိုက်ထုတ်တဲ့ခုခံအားစနစ်ရှိတယ်အဲ့ဒီရဲ့ရှော့ကုမို့ဆိုအာရေရူကြီးကြတော့ဘာလဲဆိုတော့တချို့ခန္ဓာကိုယ်ပေါ့နော်လူတိုင်းမဟုတ်ပေမဲ့တချို့တော့ခန္ဓာကိုယ်တွေကကြတော့ဒီအနေရှိတဲ့အစားအစာလားဟုတ်လားမဟုတ်ဘူးလားဆိုမခွဲခြားနိုင်တာမျိုးရှိတယ်အဲ့ဒီအစားအသောက်ပုံမူတည်ပြီးတော့ပေါ့နော်ဒီနောက်ပိုင်းမှာပြောသွားမယ့်အစားအသောက်10မျိုးရှိတယ်သူကတချို့ခန္ဓာကိုယ်တွေကဘာလဲဆိုတော့အဲ့ဒီအစားအသောက်10မျိုးခန္ဓာကိုယ်တွေဝင်လာတဲ့အချိန်မှာခန္ဓာကိုယ်ကဒါတွေဟာခန္ဓာကိုယ်တွေအစိတ်တောက်တည်လို့အထင်မှားပြီးတော့တိုက်ထုတ်တာပေါ့နော်မလိုအပ်ဘဲနဲ့တိုက်ပွဲတွေဖန်တီးတာပေါ့အဲ့ဒီချိန်မှာခန္ဓာကိုယ်ကနေပြီးတော့အင်ပြင်းနေထတာတို့နော်အသက်ရှူကျက်တာတို့ဒါမျိုးတွေဖြစ်တာပေါ့ဒါကိုရှော့ကုမှုဆိုအာရေရူကီပေါ့အစားအသောက်ဓာတ်မတည့်ခြင်းလို့ခေါ်တာပေါ့နော်တချို့က AB နဲ့ဓာတ်မတည့်ဘူးတချို့ကမြေပဲဆန်နဲ့ဓာတ်မတည့်ဘူးတချို့ကနွားနိုးနဲ့ဓာတ်မတည့်ဘူးဒီလိုမျိုးတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့AB တွေနွားနိုးတွေကအစိတ်တောက်မဟုတ်ပေမဲ့တချို့ခန္ဓာကိုယ်တွေကဒီမွေးရပါပေါ့နော်ဒီ AB ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုဝင်လိုက်တာနဲ့စားလိုက်တာနဲ့ဒါအနေရှိတဲ့အစားအစာဝင်လာပြီဆိုပြီးတော့အဲ့ဒါကိုဒီအသွေးအသားတွေထိရောက်မသွားအောင်ဆေးတွေကနေပြီးတိုက်ထုတ်တာပေါ့နော်ဒါပေမဲ့တကယ်တော့တစ်ဖက်ကရန်သူမဟုတ်ဘူးအဲ့တော့မလိုလားအပင်နဲ့ခန္ဓာကိုယ်ကနေပြီးတော့တိုက်ထုတ်နေပြီးတော့နော်ခန္ဓာကိုယ်ကဒီပင်ပန်းလာပြီးတော့အလွန်မင်းတိုက်တာပေါ့နော်ပြန်တိုက်ထုတ်တဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ဆေးတွေကပင်ပန်းလာပြီးတော့ဟလာခုနပြောသလိုမျိုးအနီရောင်ဖူးပိတ်နေထားတာအင်ပြင်းထားတာနောက်ဆုံးဟလာအသက်ရှူကျက်တာနော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာနော်အခက်ခဲတွေဖြစ်တာဒီလိုမျိုးတွေထိဖြစ်တာပေါ့ဒါကိုရှော့ကုမှုဆိုအာရေရူကီလို့ခေါ်တာပေါ့နော်ကြတော့ဆက်ကြည့်အောင်အာရေရူကီနဲ့ဆရာတို့ရှော့တုကူဆိုတဲ့ဒီအစာစိတ်တင်ခြင်းတွေကမတူဘူးနော်အဲ့တော့ရှော့ကုမှုဆိုအာရေရူကီနော်တဲ့โอเคဆမ်မာကဒီအစာတောက်ဓာတ်မတည့်မှုဖြစ်တတ်တဲ့ဧည့်သည်ပေါ့နော်အဲ့ဒီဧည့်သည်ကရှီရာဇုနိသူမသိဘဲနေတဲ့ဂိုင်းတိုးစုရုရှော့ကုဇိုင်ကိုကိုက်ညီတဲ့စားတောက်ပစ္စည်းကိုကိုက်ညီတဲ့စားတောက်ပစ္စည်းဆိုတော့ခုနက तू ကဓာတ်မတည့်တာ AB ဆိုလို့ရှိရင်အဲ့ဒီ AB ကိုပေါ့နော်ထားပေးတဲ့စားလိုက်မိပြီးတော့တဲ့နော်သူနဲ့ကိုက်ညီတဲ့နော်သူနဲ့ဓာတ်မတည့်မှုရှိတဲ့ထပ်တူကြတဲ့အစားအသောက်ကိုစားလိုက်မိပြီးတော့တဲ့ဟက်ရှောဆိုတော့ဟက်ရှောဆိုတာဒီယောဂပေါ်ပေါက်လာတယ်ပေါ့နော်ပေါ်ပေါက်လာပြီဆိုလို့ရှိရင်တော့ဆာယကုနဘာကြီးတဲ့အဆိုးဆုံးအခြေအနေနော်ဆာယကုဆိုအဆိုးဆုံးအခြေအနေမှာဆိုဘာဖြစ်တယ်လဲဆိုတော့အနာဖီရာကီရှော့ကုကိုတဲ့ အိုကိုစတဲ့ဆိုအနာဖီရာကီရှော့ကုဆိုတာဖြစ်စဉ်တစ်မျိုးပေါ့နော်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတော့တဲ့
ခိုကျူခွန်နနီနာရီအသက်ရှူကြတာမျိုးဖြစ်ပြီးတော့ရှီဘိုးစုရုခုတို့ကအာရီမှာဆိုတည်ဆုံးသွားမျိုးတွေရှိတယ်အဲ့တော့အနာဖီရက်ရှိရှော့ကူဆိုတာဘာပြောတာလဲဆိုရင်အဲ့လိုအသက်ရှူကြက်ပြီးတော့နော်အလိုက်ချစ်ဖြစ်ပြီးအသက်ရှူကြက်ပြီးတည်ဆုံးသွားတဲ့ဖြစ်စဉ်အဲ့ဒီဖြစ်စဉ်ကိုအနာဖီရက်ရှိရှော့ကူလို့ခေါ်တာနော်ဆိုနတာမဲ့အဲ့ဒီတော့ကြောင့်ねရီယိုရီနီရှီယောစာတဲ့တဲ့ဤတို့ဟင်းနေရာထဲမှာအသုံးပြုနေတဲ့ဂင်းဆိုင်တွေရောကုန်ကျန်းပစ္စည်းတွေပြီးတော့ရှော့ကူဆိုင်ကိုထားရရှိကိုဟာကိုရှိနော်ပါဝင်ပစ္စည်းတွေကိုအတီလင်းသိရှိထားပြီးတော့お客様からの問い合わせに対応できるようにしておく必要がありますနော်အဲ့ဒီရဲ့မေးမြန်းမှုတွေကိုဆောင်ရွက်ပေးနိုင်အောင်လုပ်ထားဖို့လည်းလိုအပ်ပါတယ်お客様はအဲ့ဒီဟာဆိုရင်မန်ယူတွေပြီးတော့ရှာရှင်းဓာတ်ပုံတွေကိုမိတဲ့ကြည့်ပြီးတော့ဂိုင်းတိုဆူရရှော့ကူဆိုင်ကဖူကူမာရတဲ့ဟီရိုကိုတိုကဝါကာရုမိုနိုဝချူမွန်ရှိမစင်ကနော်မန်နူးတွေဓာတ်ပုံတွေကိုကြည့်ပြီးတော့သူနဲ့ကိုက်ညီတဲ့ရှော့ကူဆိုင်တွေပေါ့နော်အစားအစာတွေခုနပြောတဲ့ AB တွေတို့နော်ဒါတွေကိုပါနေတယ်ဖူကူမာရဲတဲ့တို့ပါနေတယ်ဆိုတာကဝါကာရုမိုနိုဝသူတို့နားလေတယ်ဆိုရင်တော့ချူမွန်ရှိမစင်မှားမှာမဟုတ်ဘူးပေါ့နော်မမှားပေမဲ့ဆိုဆူနာတို့ဟင်းအနှစ်လိုမျိုးမိတဲမို့ဝါကာရနိုင်မိုနိုကြည့်လေပဲနားမလည်နိုင်ဘူးပေါ့နော်ဥပမာနော်ချက်ထားတဲ့ဟင်းအနှစ်ဆိုရင်ဒီထဲမှာပစွန်ပါနေရလားမြေပဲဆန်တွေထည့်ထားလားဆိုတာနော်ဟိုအမှုတ်အနေနဲ့လည်းထည့်ထားနေနိုင်တယ်လေနော်မြေပဲဆန်အမှုတ်နေတို့ဒီလိုမျိုးနွားနုတွေတို့ဒီလိုမျိုးဟင်းအနှစ်တွေလိုမျိုးတဲ့ကြည့်လေပဲနားမလည်နိုင်တဲ့အရာမျိုးဆိုရင်တော့တဲ့ contamination connu no osure ကအာရုံမနိုနေဆွေးတယ်ပါတဲ့ဒီလိုမျိုး connu နော်ပါဝင်ရောက်ဒီခုနတမ်မတေတဲ့ပစ္စည်းတွေဝင်ရောက်တာမျိုးတွေဒီလိုမျိုးတွေအိုဆိုရဲနော်အာရုံမနိုနီဆွေးတယ်ဝဖြစ်နိုင်ခြေရှိတဲ့အရာမျိုးတွေဆိုရင်တော့တဲ့မန်နူရ10နိုင်နီကီဆိုင်မန်နူတွေမှာရေးသားဖော်ပြထားမယ်ပြီးတော့10နိုင်ကိုယ့်ဆိုင်တွင်းမှာလည်းပဲကီဆိုင်ရေးသားဖော်ပြထားမယ်ဒီအစားတောက်မှာတော့ဘာတွေပါပါတယ်ပေါ့နော်အလိုက်ချစ်ပစ္စည်းတွေဘာပစ္စည်းတွေပါပါတယ်ဆိုတာရေးသားဖော်ပြပြီးတော့ KG ဆူရူနာတို့ထင်သာမြင်သာရှိအောင်ဖော်ပြပြီးတော့တဲ့ကိုချီရာကာရဂျိုဟိုထေကျိုဆူရူကိုတိုမိုယူကိုတဲ့ဆိုဒီဘက်ကနေပြီးတော့ဂျိုဟိုထေကျိုဆို information ကိုမျှဝေပေးတာပေါ့နော်ဒီလိုမျိုးလုပ်ပေးခြင်းအားလည်းပဲယူကိုတဲ့တရားမှုရှိပါတယ်နောက်ဒါအပြင်ဂျိုဟိုထေကျိုစတာနိုင်ယောကကိုဒီခုနပြောတဲ့ကိုမျှဝေပေးလိုက်တဲ့เนาะဂျိုဟို information တွေเนาะအဲ့ဒီအရာတွေကအဲ့ဒီရဲ့နိုင်ယောအကြောင်းအရာတွေကအာယာမတက်တာတွေမှားတော်တာမျိုးတွေပြီးတော့ sanction တော့ဂျိုဟိုကနာခတ်တာတွေしたことで sanction ဆိုတော့နောက်ဆုံးပေါ် information ပေါ့နော်နောက်ဆုံးရရှိထားတဲ့ information တွေဒါတွေကနာခတ်တာเนาะမဟုတ်တာမျိုးတွေအဲ့လိုဖြစ်ခြင်းဖြင့်ねဂျီကိုနီနာတာပါမတော်တဆမှုတွေဖြစ်သွားတယ်ပေါ့နော် accident เนาะအဲ့ဒီကတခုဖြစ်သွားတယ်ဆိုရင်セキニ問題となることがありますのでတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့ဒီပြဿနာတွေဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်十分に注意する必要があります。လုံလုံလောက်တတိထားဖို့လိုအပ်ပါတယ်တဲ့နော်။ဒီစားတော့ဆိုင်မှာအပင်ပန်းဆုံးကတော့ဒီအာရီရူဂီပေါ့နော်အလိုက်ချစ်ဖြစ်တာရဲ့ပြီးတော့ရှော့ကျူတိုကုဆိုတဲ့အစာစိတ်ဖြစ်တာအစာစိတ်တင်တာပေါ့နော်ဒီနှစ်ခုကစားတော့ဆိုင်မှာလောရမယ့်တန်းချော်တွေတော့အပင်ပန်းဆုံးနှစ်ခုပေါ့နော်ဆိုတော့ဒါအရင်ရည်ကြည့်တယ်ဆိုတော့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုလည်းပဲဒါကိုအကြိမ်ကြိမ်ပေါ့နော်ဒါကိုထပ်ခါပြောဖို့လိုအပ်တယ်ကဲပြီအဲ့တော့ဒီမှာမဖြစ်မနေသိရှိထားမယ်၈ခုပေါ့နော်ဒုတ်တေကီနိုအီချီမှာတော့လည်း09မျိုးချက်ခဲ့ပြီဒါပေမဲ့အခုဒါနောက်ဆုံး information ဖြစ်သွားပါပေါ့နော်ဒီမနှစ်ရဲ့ဒီနှစ်ဝက်လောက်ကစပြီးတော့ပေါ့နော်2024လောက်ကစပြီးတော့ဒီအလိုက်ကျဖြစ်စေတဲ့အစားအသောက်เนาะဒီတုတ်တေကင်းဆိုင်တွေအထူးစားသောက်ကို9မျိုးကနေပြီးတော့10မျိုးပြောင်းလဲသွားတယ်ဆိုတော့တုတ်တေကင်းဆိုင်တွေ10မျိုးပါလေဆိုတော့သမဂော new ပြီးတော့ခိုမူဂီဆိုပါရခါဆေအေဘီခါနီနော်ဆိုကြက်ဥရဲ့နွားနို့ကိုဂျုံပြီးတော့ခောက်ဆွဲမြေပဲဆန်ရခါဆေမြေပဲပေါ့နော်ပြီးတဲ့အခါပဇွန်ကနန်းအမှားဆိုတခုပူလာတာခရမီဆိုတေချာသည်နော်တေချာသည်ဆိုပြီးတော့ပူလာပြီးတော့အဲ့ဒါတွေကဟိုက်တဲတူမန်နူကိုအဲ့ဒါတွေပါဝင်နေတဲ့မန်နူတွေကိုဟာဂုစ်တဲ့ဟိုဒီဟာဂုဆိုအတီလင်းသိရှိထားမှာဖြစ်ပြီးတော့ဟိုကနဂျူကီယင်အင်မို့တခြားဝန်ထမ်းတွေကိုလည်းပဲဟာဂုစ်တဲ့တို့က確認してください。အတီလင်းသိရှိနေရလားဆိုတာကို確認လုပ်ပေးပါ။ Now そばとうどんを同じ釜で茹でている店舗ではそばနဲ့うどんတွေကိုဒီတူညီတယ်နော်ဆရာတို့အိုးတကူထဲမှာပဲပြုတ်တဲ့ဆိုင်မျိုးတွေဆိုရင်တော့そのことをお客様に伝えること伝えているか確認してくださいအဲ့ဒါကိုဧည့်သည်ကို
ပြောပြထားရလားဆိုတော့ခက်ခင်းလုပ်ပေးပါဆရာတို့ကဥတုံးကတော့ကိစ္စမရှိပေမဲ့စူပါကကြတော့ခုနအလိုက်ချင်းဖြစ်စီတဲ့ပစ္စည်းဖြစ်နေတဲ့အတွက်ကြောင့်နော်တအိုးတွေကိုထိပ်ပြုတ်တာမျိုးဆိုရင်ဒါဧည့်သည်တွေကိုနော်စူပါဓာတ်တွေပါသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဧည့်သည်ကိုကျွန်တော်တို့ဆိုင်မှာတော့နော်တနေရာတဲ့ထိပ်ပြုတ်တာဖြစ်တဲ့အတွက်ကြောင့်အလိုက်ချင်းရှိတတ်တယ်ဆိုရင်သတိထားပေးပါနော်အဆင်ပြေလားဆိုတာကိုခက်ခင်းလုပ်မယ်ကဲဟုတ်ပြီပြီးတဲ့အခါအိုဆာကေနိုထိုရီယာစကိုင်းနီဆွေတဲ့အရက်ကင်တွေပုံကင်တွေနီးနဲ့ပတ်သက်ပြီးတော့ဆိုတော့အရက်တွေကိုဘယ်လိုရောင်းချမလဲနဲ့ပတ်သက်ပြီးတော့မီဆဲနင်းရှာရှာရီယောနော်အသက်မပြည့်သေးတဲ့လူပြီးတော့ရင်မောင်းလာတဲ့သူအဆရှိတာတွေရဲ့ on den ရှာနီးတဲ့ဒီရင်မောင်းသူတွေကိုအိုဆာကေနော်အရက်ကို take your ရှင်နေရောနီ choose တဲ့ class အရက် take your မလုပ်ဖို့တတိထားပါရှောမီကီကန်ကအာရူအိုဆာကေဝနော်ဒီကန်တက်ကာလာရှိတဲ့နော်တက်တန်းကုံဆုံးရရှိတဲ့အရက်တွေကတော့ကီကန်ကိုခက်ကနေစတဲ့ take your stay လူကခက်ကနေစတဲ့ class နော်ကီကန်ကိုခက်ကနေလောက်ပြီးတော့ take your လောက်ရလားဆိုတော့ခက်ကနေလောက်ပါဆိုလိုချင်တာဆရာတို့နာမဘီရူလိုမျိုးနာမဘီရူမြန်မာတွေကတော့အရက်ဆိုရင်ဘီယာကိုမပြောဘူးပေါ့နော်ဒါပေမဲ့ဂျပန်မှာတော့ဘီယာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကောပါရာမှန်သမျှစာကေပေါ့နော်အရက်လို့ခေါ်တယ်ဆိုတော့ဘီယာနာမဘီရူဒီဆရာတို့ expert တွေရှိတယ်ဆိုတော့ဒီလိုမျိုးတွေမှာ expert တွေကို calculate လုပ်ပါပေါ့ here static ဆိုတော့ osake ဝနော်ဒီအေးပေးပြီးတော့ take care လုပ်ရမယ့်အရက်တွေဆိုရင်နော် here တဲ့ iru ကနော်တိကျ e နေရလားဆိုတာကို calculate လုပ်ပေးပါနောက်နံပါတ်3က shohi kigen と shomi kigen の違いについてဒီ shohi kigen ဆိုတဲ့တက်တန်းကုံဆုံးရဲ့နဲ့ shomi kigen ဆိုတဲ့အကောင်းဆုံးစားသုံးနိုင်တဲ့ကာလာရဲ့ခြိကားကြီးเนาะကွဲလွဲမှုနဲ့ပတ်သက်ပြီးတော့ဒါကတော့ကျတော့အောက်ကစာအုပ်မပြောခင်မှာအရင်ဆုံးမြန်မာလိုပြောလိုက်မယ်ပေါ့နော် shohi kigen ဆိုတာကတော့အဲ့ဒီရဲ့တက်တန်းကာလ shohi kigen ဆိုတဲ့ date လေးကုန်သွားရင်လုံးဝစားလို့မရတော့ဘူးလွှင့်ပြရမယ်အနေထားပေါ့နော်အဲ့ဒါကို shohi kigen လို့ခေါ်ပြီးတော့ shomi kigen ဆိုတာတော့ဟင်းလျာတစ်ခုရဲ့အည်သွေးတွေအရသာတွေလုံးဝမပြောက်ဆုံးမင်းနဲ့စားသုံးနိုင်တဲ့ကာလတစ်ခုဖြစ်ပြီးတော့အဲ့ဒီရှောမီခီကန်ကြော်လွန်သွားလဲပဲဆရာတော့ဆက်စားလို့ရသေးတယ်နော်ပြောရမယ်ဆိုလို့ရှိရင်အရင်ဆုံးကရှောမီခီကန်ဆိုတဲ့ဟာရင်လာမယ်ပေါ့နော်အကောင်းဆုံးအနံ့ရတာနဲ့ပြည့်စုံနဲ့စားသုံးနိုင်တဲ့ကာလတစ်ခုအဲ့ဒီရှောမီခီကန်ပြီးသွားတဲ့နောက်မှာထပ်ပြီးစားလို့ရသေးတယ်ဒါပေမဲ့အည်သွေးကတော့နည်းနည်းကျနေပြီဒါပေမဲ့ထပ်စားလို့ရသေးတယ်နောက်ဆုံးမှာတော့ရှောဟီခီကန်ဆိုတဲ့ expired ရောက်လာပြီးတော့လွှင့်ပြရမယ်အနေထားပေါ့နော်ဆိုတော့ဒီလိုမျိုးกว่าတယ်ဆိုရှောဟီကီကန်နဲ့စကြည့်အောင်စာတမဲထားတဲ့တာဟိုဟိုနီယော်ဒီတဲ့တတ်မှတ်ထားတဲ့နီလန်ဥပဒေအရဟိုစွန်စတာဘိုင်းနီအိုဤတဲ့နော်ဒီတင်းဆဲထားတဲ့အခြေအနေမှာပြောချင်တာကတတ်မှတ်ထားတဲ့နီလန်ပေါ့နော် common sign တတ်မှတ်ထားတဲ့နီလန်အနေနဲ့တင်းဆဲထားတယ်မှန်မှန်ကန်တင်းဆဲထားတယ်ပေါ့နော်ဒါဆိုတော့ဒီလိုအခြေအနေမျိုးမှာကျတော့ဖူဟိုင်ပုတ်တူးပျက်စီးတာတွေနော်ဟင်ပိုင်နော်ဒီပြောင်းလဲယူရင်းပျက်စီးသွားတာတွေဆွနုတာနော်ဟင်ရှိစုအဲ့ဒီပြင်တခြားပစ္စည်းအည်တွေကြောတိုင်းအခြေအနေကတဲ့ rekani tomonai ကြာဆင်းသွားပြီးတော့တဲ့အန်စင်ဆဲကိုခါခုအန်စင်ဆဲဆိုတာကျတော့ဒီ BN ရဲ့ကင်းရှင်းတဲ့လုံခြုံတဲ့စိတ်ဖြစ်တယ်ဆိုတဲ့ဟာတွေရတဲ့ခါခုပျောက်ဆုံးသွားတယ်ပေါ့နော်ပျောက်ဆုံးခုတ်တိုနီနာရူအိုဆိုရဲကနိုင်တော့ပျောက်ဆုံးသွားတယ်ဆိုတာမျိုးတွေဒီလိုမျိုးတွေမရှိပါဘူးလို့မီတိုမဲရာတဲ့တေရုဒီအတိမတ်ပြုတ်ပေးထားတဲ့ကီကန်နော်ကာလအဲ့ဒီကာလကိုဖော်ပြတဲ့နင်ကပီနိုကိုတိုတဲ့ဒီနှစ်နော်လာရက်ဖြစ်ပြီးတော့တဲ့ခိုင်ဖူမာရဲ့နော်ကြောတိုက်တဲ့ဆာရာမဲရာရဲ့တာဟိုဟိုနီယော်ဒီဟိုစွန်းစွတွေပါဒီမဖွင့်မဖောက်သေးခင်အခြေအနေမှာတတ်မှတ်ထားတဲ့နီလန်းတွေတိုင်းသိမ်းဆဲထားမယ်ဆိုရင်ပြောချင်တာ10ဒီဂရီအောက်မှာသိမ်းပါဆိုရင်10ဒီဂရီအောက်မှာသိမ်းထားမျိုးပေါ့နော်ဒီမျိုးသိမ်းဆဲထားမယ်ဆိုလို့ရှိရင်တဲ့ရှောခွင်းအေးစေးကြောမွန်တိုက်ကရှောဂျီနိုင်တော့မီတိုမဲရာတွေမွန်နိုတဲ့ဒီအစားတော့နော်ဒီပုံမှန်ကင်းစင်ရေးအပေါ်မှာပြဿနာမရှိပါဘူးလို့သတ်မှတ်ထားတဲ့အရာဖြစ်ပါတယ်တဲ့ခုနတမအဲ့ဒီတကြောင်ရှောဟီကီကန်ကိုဆူကီတာရှောဟင်ဝထားပေးနိုင်ရောနိစတေကရာဆိုင်ရှောဟီကီကန်ကုံလွန်သွားပြီဆိုရင်တော့မစားပါနဲ့တဲ့ဆရာခုနပြောသလိုပဲပေါ့နော်သူကအရှိကြီးပြောပြီးရှုပ်နေတာအဲ့တော့ရှောဟီကီကန်ဒီ expired နောက်ဆုံးစားသုံးလို့ရတဲ့ date အဲ့ဒီ date ကိုကြော်သွားတယ်လုံးဝစားလို့မရတော့ဘူးပေါ့နော်အရေးကြီးတာရှောဟီကီကန်ဆူကီတာနော်ကြော်လွန်သွားပြီဆိုရင်တော့ထားပေးနိုင်မစားပါနဲ့လွင့်ပြရမယ်ပေါ့နော်နောက်ရှောမီကီကန်တော့ဆာရာမဲရာရဲ့တာဟိုဟိုနီယော်ဒီတတ်မှတ်ထားတဲ့နီလန်တိုင်းဟိုဇွန်စတာဘိုင်းနီအိုဤတဲ့ဒီတိန်းဆဲထားမယ်ဆိုရင်တော့တဲ့ခီတိုင်းစာရဲရုဆွေဘတဲနော့ဟင်ရှိစုနော့ဟိုဂျီကဂျူဘွန်နီခါနိုတဲ့ဆိုခီတိုင်းစာရဲရုဆိုတော့ဒီ
ကိုမျောလင့်ထားတဲ့နော်ဒီစုပဲတဲ့အရာအလုံးတော့ဟင်းရှိစုအည်သွေးတွေရဲ့တဲ့ဟိုကြည့်နော်ဒီ keep လောက်ထားတာပေါ့ထိမ့်သိမ့်ထားမှုကဂျူမနီခါနိုတဲ့အာရုခိုတိုမီတိုမေရာရီကီကံရှိမဲစုနင်ကပီနောကိုတိုဒက်ပြောချင်တာကကိုမျောလင့်ထားတဲ့အရာအလုံးတော့အည်သွေးဆိုတာနော်အသီးဆိုရင်အဲ့ဒီအသီးတစ်ခုရဲ့နော်အနံ့အရသာပြီးတော့ခုနအချိုတက်ဆိုရင်အချိုတက်စသဖြင့်လက်ဆက်မှုဒီလိုမျိုးအည်သွေးတွေအားလုံးနော်လုံလုံလောက်ထိမ့်သိမ့်ထားပြီးတယ်ဆိုတဲ့ဟာကိုအတိမတ်ပြုပေးထားတဲ့ကာလလေးပေါ့နော်အဲ့တော့မြန်မာလိုပြောရင်အကောင်းဆုံးစားသုံးနိုင်တဲ့ကာလနော်လေးဖြစ်ပြီးတော့ထရရှိတိုင်းမဲ့လေတဲ့ထိုးကိုင်းခိကန်ကိုအဲ့ဒီသက်ဆိုင်တဲ့ကာလကိုတဲ့ခွေးတာပါရီတဲ့အတဲမို့သက်ဆိုင်တဲ့ကာလဆိုတာခုနရှောမီခိကန်ကိုတို့သတ်မှတ်ထားပြီးရရှိမယ်လေနော်အနန္တအရသာနဲ့ပြည့်စုံစွာစားသုံးနိုင်တဲ့ကာလဆိုသတ်မှတ်ထားပြီးရရှိမယ်အဲ့ဒီကာလလေးကိုတဲ့ကြော်သွားတဲ့ခွေးတာပါရီတဲ့အတဲမို့ကြော်သွားလဲပဲနော်ကိုရီးယားの品質が保持されていることがありますတဲ့အဲ့ဒီရဲ့အည်သွေးတွေဆက်ပြီးတော့နော်ရှိနေတာမျိုးတွေရှိပါတယ်တဲ့နော်ကာအဲ့တော့သူအာမခံပေးထားတဲ့ကာလာလေးရှိတယ်အဲ့ဒီကာလာကြော်သွားလည်းပဲအည်သွေးတွေကတော့ဆက်ပြီးကြံနေတော့မယ်ခုနပုတ်တူးသွားမျိုးမဟုတ်သေးဘူးအဆွန်တမယ်အဲ့ဒီတို့ကြောင့်ရှောမီကီကန်ကိုစုဂီတာရှောဟင်တဲ့အတဲမို့ရှောမီကီကန်ကြော်လွန်သွားလည်းပဲဆရာကခနာရဇုရှိမို့စုဂနီ食べられなくわけではありませんのでချက်ချင်းစားလို့မရတော့လွှင့်ပစ်လိုက်တော့ဆိုတဲ့အခြေအနေမျိုးမဟုတ်ပါဘူးတဲ့အဲ့လိုမဟုတ်တဲ့အတွက်ကြောင့်ဆိုတဲ့ရှော့ကွင်းက食べられるかどうかについてはအဲ့ဒီအတီးတီတော့ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးတော့စားလို့ဆက်ပြီးစားလို့ရသေးလားမရသေးဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ရှော့ဟီရှာကစားသုံးသူတွေကတဲ့ကိုဘေဇူနီဟန်တန်ဆူဒီဟီဇီကဒီမှာဒီစားသုံးသူတွေကနော်ကိုယ့်အကိုပဲဆုံးဖြတ်ကြပါပေါ့စားသုံးသူလို့ပြောတဲ့နေရာမှာဆရာတို့ကတော့စားသုံးသူမဟုတ်ဘူးရောင်းနေလို့ဒါပေမဲ့လေတနည်းအားဖြင့်ပြောရင်ဆရာတို့ကစက်ရုံတွေကနေပြီးတော့ကိုကဝေယူတာဖြစ်တဲ့ကြောင့်ကိုဟာလည်းပဲနော်ဒီစားတောက်ဆိုင်မှာလုံနေတဲ့ဝန်ထမ်းတွေကလည်းပဲစားသုံးသူအနေနဲ့သတ်မှတ်လို့ရတယ်အဲ့တော့ကိုရိုင်းကဒါဟာဧည့်သည်ကိုချပေးတင်လားမချပေးတင်ဘူးလားဆိုတော့ဆုံးဖြတ်ဖို့လိုအပ်ပါတယ်ပေါ့ကဲပြီးတော့ရှော့ဟီကီကန်ဆိုဆရာတို့ခဏပြောတဲ့ expire date တွေရှော့မီကီကန် best before date အကောင်းဆုံးစားသုံးနိုင်တဲ့ကာလတွေအဲ့ဒီနှစ်ခုလုံးနဲ့စုဂီတာမွန်နိုကနော်ကျော်လွန်သွားတဲ့အရာတွေကတော့တဲ့ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်ကျော်လွန်သွားပြီဆိုရင်တော့ take your stay ဝ ikemasen က take your လို့မရပါဘူးဆိုပေမဲ့လို့တဲ့ country ဟိုဒီ management တွေကို yori kibishiku suru mono wa တဲ့ shohiki gen ga aru shokuzai desu တဲ့အဲ့တော့ဆရာတို့က management ကိုပို့ပြီးတော့ kibishiku လောက်ရမှာက shohiki gen တွေပေါ့နော် expire date တွေပေါ့အဲ့တော့ best before date တက်ကိုပဲ expire date မကျော်လွန်သွားဖို့ကအရင်ကြီးတယ် shohiki gen shomiki gen は共に未開封でနော်ဒီရှော့မီကီကန်ရှော့ဟီကီကန်နှစ်ခုလုံးကဒီမဖွင့်မဖောက်သေးတဲ့အခြေအနေခတ်စုတစ်ဖက်မှာလည်းပဲကီမရာရဲ့တာဟိုဇွန်တော့ဂျော်တိုင်တဲ့နော်ကီကန်တဲ့သူတတ်မှတ်ထားတဲ့ဒီထိမ့်သိမ်းထားရမယ့်အခြေအနေမှာရှိတဲ့ကာလာလေးတစ်ခုဖြစ်ပြီးတော့အီဂျီတို့ခိုင်ဖူရှ်တဲ့ရှမတာရီတစ်ချိန်ဖွင့်ဖောက်ပြီးသွားပြီးကိုတိုနာတို့မတူညီတဲ့ဟိုဇွန်ဟိုထိမ့်သိမ်းမှုနီလန်းတွေကိုရှိတဲ့ရှမတာရီလောက်ပြီးသွားပြီဆိုရင်တော့တဲ့မေကာနော်ဟိုရှောဝါနာကူနာရီမတ်တဲ့မေကာဆိုထုတ်လုပ်သူရဲ့ဟိုရှောအာမခံမှုဟာပျောက်ဆုံးသွားမယ်ပြောချင်တာကထုတ်လုပ်သူကအာမခံထားတယ်ဆိုတာနော်မဖွင့်မဖောက်ရသေးတဲ့အခြေအနေပြီးသတ်မှတ်ထားတဲ့နီလန်းအပူချိန်နဲ့တင်ဆက်ထားတဲ့အခြေအနေမှာအာမခံပေးထားတာအဲ့တော့ဆရာတို့ကဖွင့်ဖောက်လိုက်ပြီးနော်ပြီးတော့ထိမ့်သိမ့်ဖို့သိမ့်ဆဲပုံသိမ့်ဆဲနီလန်းနေလည်းပဲပြောင်းလဲလိုက်ပြီဆိုရင်တော့ဒါမေကာကအာမခံပြီးတော့မှမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့တာဝန်ဖြစ်သွားတော့မယ်အဲ့တော့ပြန်ပြောမယ်ဆိုရင်တော့ရှော့မီကီကန်ရှော့ဟီကီကန်နေဆိုတာမဖွင့်မဖောက်သေးတဲ့ကာလတတ်မှတ်မဖွင့်မဖောက်သေးတဲ့အခြေအနေနော်ပြီးတော့တတ်မှတ်ထားတဲ့နီလန်းနေနဲ့သိမ့်ဆဲထားတဲ့အခြေအနေအဲ့ဒီအခြေအနေတွေအတွက်ထုတ်ပြီးထားတဲ့ကီကန်ကာလာလေးဖြစ်ပြီးတော့ကိုယ့်ဘက်ကနေတစ်ကြိမ်ဖွင့်ဖောက်ပြီးသွားပြီးတော့သိန်းဆဲပုံသိန်းဆဲနီးပြောင်းလဲလိုက်ပြီးဥပမာထားပါတော့ရေကိတ္တရာထည့်ရထားရမယ်ဟာဟုတ်ဆရာတို့ကအပြင်မှာပဲထုတ်ထားတဲ့အခြေအနေမျိုးတွေဖြစ်သွားပြီဆိုရင်တော့ဒါမေကာနဲ့မဆိုင်တော့ဘူးပေါ့နော်မေကာရဲ့ဟိုရှောဆိုတဲ့အာမခံမှုကပျောက်ဆုံးသွားမယ်အချီတို့တဲ့ခိုင်ဖူစတာမိုနိုကတစ်ချိန်ဖွင့်ဖောက်ပြီးသွားတဲ့နော်ခိုင်ဖူဆိုတာဒီပစ္စည်းကိုဖောက်လိုက်တာပေါ့နော်တစ်ချိန်ဖွင့်ဖောက်ပြီးသွားတဲ့ပစ္စည်းတွေဟာမီဆဲအာရီဝခိုင်ရှာဆိုင်ဒါမှမဟုတ်ရင်ကုမ္ပဏီမှာကီမီတာသတ်မှတ်ထားတဲ့ရှီယောကီကန်ရူရူနော်ဒီတုံးဆွဲရမယ့်ကီကန်ပေါ့နော်ကီကန်ကာလနော်ရူရူစီမင်စီကန်နေဟုတ်တဲ့စီမင်စီကန်နေနဲ့ရှီယောရှီမတ်တုံးဆွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကမီကာကူနီစီတဲ့မီကာကူဆိုတော့အရသာကိုပြောတာပေါ့နော်ကျွန်တော်အာဂျီနဲ့တူတူပဲโอเคဆမကာရာ
အာဂျီကအိုခါရှိတော့ခရမှုကအတပါဤဧည့်သည်တွေစီကနေပြီးတော့ဒီအရသာကပုံမှန်မဟုတ်ဘူးပေါ့နော်အခါရှိဖြစ်တယ်လို့ခရမှုကအတပါဤခရမှုဖြစ်တဲ့အချိန်မှာဆိုရင်တော့ဂျီဘွန်တဲ့အာဂျီကိုခါကနေရှိကိုကိုရိုင်းအရသာကိုမြည်ဆန်းကြည့်ပြီးတော့စကွတ်တာဂျူဂိုရင်ဤဒီပြုလုပ်ထားတဲ့ဆိုတာကဒီဟင်းချက်ထားတဲ့ဝန်ထမ်းပေါ့နော်ဒီ kitchen ကဝန်ထမ်းစီကိုကိုတေကိုခါခုနစ်してくださいကိုတေဆိုတာကဒီဖြစ်စဉ်ပေါ့နော် process ပေါ့ဘယ်လိုချက်ထားလဲဆိုတာကိုခါခုနစ်してくださいခါခုနစ်လောက်ပါမွန်တိုင်းကတပါးပြဿနာစုံတစ်ခုပေါ်ပေါက်လာတဲ့အခါဂိမ်းယိုမီツကေဒီဖြစ်ပွားတဲ့အကြောင်းရင်းကိုရှာဖွေပြီးတော့ဆိုင်ဟတ်ツ防止のためနောက်တစ်ခေါက်ဆိုင်ဟတ်ツဆိုတာဆိုင်ဆိုတာကဆိုတော့ဖတာတာပြီပေါ့နော်နောက်တစ်ခေါက်ပြန်ဖြစ်နောက်တစ်ခေါက်ကိုပြောတာဟတ်ツဆိုတာကျတော့ဆိုတော့ဖြစ်ပွားတာကိုပြောတာဆိုတော့ဆိုင်ဟတ်ツနောက်တစ်ချိန်ဖြစ်ပွားတာမြို့ကို防止のためကာကွယ်တာစီဖို့အတွက်問題点をဒီပြဿနာဖြစ်ရတဲ့အချက်တွေကိုတင်နိုင်တဲ့共有してくださいကိုယ့်ရဲ့ site ထဲမှာ共有ဆိုတော့ဒီဝေမျှပေးပါပေါ့နော်ဆိုတော့ဧည့်သည်တွေစီကနေပြီးတော့ဒီရတာဘယ်လိုဖြစ်တယ်လို့ complaint ဖြစ်လာတဲ့အချိန်မှာကိုအဲ့ဒါကို calculate လုပ်ပြီးတော့ဒီဝန်ထမ်းကိုဖြစ်စဉ်ကို calculate လုပ်မယ်ပြီးတော့ပြဿနာတစ်စုံတစ်ခုပေါ်ပေါက်လာတဲ့အချိန်မှာဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာရှာဖွေပြီးတော့နောက်တစ်ခေါက်မဖြစ်အောင်ဒီပြီးတဲ့အခါဒီရဲ့ပြဿနာဖြစ်ရတဲ့အချက်တွေကိုကိုယ့်ရဲ့ site ထဲမှာဝေမျှမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ group line ကနေပြီးတော့ site ထဲမှာဒီလိုဖြစ်သွားတယ်နောက်ဒီလိုမဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်နောက်တစ်ခုက shoku no tayoka ni suite အစားအစာတွေရဲ့ tayoka ဆိုတဲ့အဓိပ္ပာယ်ကဒီမတူကွဲပြားခြင်းပေါ့နော်ဆိုတော့ဆရာတို့နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံပေါ့ကွဲပြားပြီးတော့ဒီအစားအသောက်တွေအရသာတွေပြီးတော့နော်ဒီအစားအသောက်ပေါ်မှာထားရှိတဲ့အမြင်တွေပေါ့ဒါတွေမတူကွဲပြားတွေရှိတယ်ဆိုတော့အဲ့ဒီရဲ့အစားအသောက်ဒီရဲ့ဒီမတူကွဲပြားမှုနဲ့ပတ်သက်ပြီးတော့ 食の多様化については特定の一語のテキストでဒီအစားအသောက်တွေရဲ့မတူကွဲပြားမှုနဲ့ပတ်သက်ပြီးတော့特定の一語ရဲ့ text မှာနော်ဟာရာရုဆိုဆရာတို့ဒီအစ္စလမ်ဘာသာမှာဒီစားသုံးခွင့်မပြုတ်ထားတဲ့ပေါ့နော်ဒီအစားအစာတွေအစားသဖြင့်ပေါ့နော်တားမြစ်ထားတဲ့အစားအစာတွေဒီလိုမျိုးပြီးတဲ့အခါ vegetarian နော်ဒီတက်လွတ်စားတဲ့ပုဂ္ဂိုလ်တွေပြီးတော့ vegan လုံးဝကိုအသားနော်အသားမစားတဲ့လူတက်လွတ်စားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ systemation မှာရှင်းပြပြီးဖြစ်ပါတယ်特にအထူးသဖြင့်ဟာရာရုအကြောင်းပေါ့နော်အစ္စလာမ်圏での原材料基準ပေါ့နော်သူတို့ရဲ့ဒီဘာသာမှာဒီသတ်မှတ်ထားတဲ့ဒီစားတောက်ကုန်အစားအသောက်ပစ္စည်းစံသတ်မှတ်ချက်တွေပေါ့အဲ့ဒီထဲမှာတော့အာရူကိုရူဝစကိုင်းနိုင်တာမဲတဲ့အဲ့ဒီဟာရာရုဆိုတဲ့သူတို့ဘာသာတွေမှာဒီအရက်ကလည်းပဲသုံးဆွဲခွင့်မရှိရဖြစ်တဲ့ကြောင့်အာရူကိုရူဝစကိုင်းနိုင်တာမဲအရက်ကိုသုံးလို့မရရဖြစ်တဲ့ကြောင့်食材にအာရူကိုရူをかけることはできませんのでအစားအသောက်တွေကိုအရက်တွေပါသွားလို့မရတာဖြစ်တဲ့ကြောင့်choose してくださいတတိထားပေးပါပြီးတော့မွတ်စလင်မျိုးရခုနပြောတဲ့မွတ်စလင်နေပြီးတဲ့ခါကျတော့ vegetarian နော်ဒီတက်လွတ်စားတဲ့သူတွေနောက်တော့お客様が来店した時はအဲ့ဒီဧည့်သည်တွေဆိုင်ရောက်လာတဲ့အချိန်မှာできるだけのお客様が食べられないものについてဒီできるだけနော်အတက်နိုင်ဆုံးအဲ့ဒီဧည့်သည်တွေစားလို့မရတဲ့အစားအစာနဲ့ပတ်သက်ပြီးတော့カクネを取ってからカクネလုပ်ပြီးတော့မှ料理を提供することが料理を提供လုပ်ပြီးဖို့က望まれますဆိုဆန္ဒရှိပါတယ်ပေါ့ပြောချင်တာ料理を提供လုပ်ပေးစေချင်ပါတယ်ပေါ့နော်နောက်တစ်ခါ店舗管理に関する知識ကိုယ့်ရဲ့ဆိုင်အပေါ်မှာခံရီစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့開店準備閉店作業နော်開店準備ဆိုဆိုင်ဖွင့်ခြင်းလုပ်ငန်းစဉ်閉店作業ဆိုင်ပိတ်ခြင်းလုပ်ငန်း開店準備はお客様に気持ちよく来店してもらうためのものでဆိုင်ဖွင့်မှုအတွက်ပြင်ဆင်တယ်ဆိုတာကဧည့်သည်တွေကိုယ့်ရဲ့ဆိုင်ကိုနော်ဒီ気持ちよくလာနိုင်ဖို့အတွက်ပြီးတော့閉店作業ကတော့安全確認とဒီ BNA ရဲ့ဒီ BNA ကင်းရှင်းရေး確認ပေါ့နော်အဲ့ဒီ確認နဲ့次の日နောက်ရက်အတွက်เนาะဆိုင်ပိတ်ခြင်းလုပ်ငန်းစဉ်ဆိုတော့ကိုယ့်ရဲ့ဆိုင်စေးဖြစ်ဖို့ရဲ့ပြီးတော့နောက်ရက်အတွက်お客様のためにနောက်ရက်အတွက်ဧည့်သည်တွေအတွက်準備するためのものです準備လုပ်ရတဲ့အရာဖြစ်ပါတယ်တဲ့နံပါတ်1က開店準備客席についてはဒီဧည့်သည်တွေရဲ့ထိုင်ကုန်နဲ့ပတ်သက်ပြီးတော့開店準備はဒီဆိုင်ဖွင့်ခြင်းလုပ်ငန်းစဉ်ဟာဆိုရင်最初にအရင်ဆုံး空調機ဒီလေအေးပေးစက်တွေเนาะရဲ့電源ပလက်ပေါက်တွေကို入れているか
တနည်းအားဖြင့်ဖွင့်ထားရလားဆိုတာကို確認してください確認လုပ်ပါ天台の温度ဆိုင်ထဲမှာရှိတဲ့အပူချိန်အဲ့ဒီအပူချိန်ကို下げたりเนาะလျှော့ချတာတို့ပြီးတော့sorry ဆိုင်ထဲမှာရှိတဲ့အပူချိန်ကို上げたりเนาะမြင့်တင်ပေးတာတို့ပြီးတော့下げたりするにはလျှော့ချတာတို့လုပ်ဖို့အတွက်ဆိုရင်時間がかかるのでအချိန်ကြာမြင့်တာဖြစ်တဲ့အတွက်ကြောင့်ခိုင်တင်ခြင်းにဆိုင်ဖွင့်တဲ့အချိန်မှာ最適にするために必要ですအသင့်တော်ဆုံးအနေထားကိုဖြစ်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်ပြောချင်တာဧည့်သည်လာတဲ့အချိန်ကျမှအပူချိန်ကိုမြင့်တင်တာတို့အပူချိန်ကိုလျှော့ကြအောင်လုပ်တာတို့ဆိုရင်အချိန်ကြာတယ်ပေါ့နော်ဆိုတော့အဲ့လိုလုပ်လို့မရတဲ့ဖြစ်တဲ့အတွက်ကြောင့်ဆိုင်စဖွင့်ပြီဆိုတဲ့အချိန်ကလေးကနေပြီးတော့ဒီခုနပြောတဲ့၄ပြည့်စက်တွေကိုကိုကစပြီးတော့ပြင်ဆင်ထားရမယ်ပေါ့ပြီးတော့ချောရီဆက်စပီနီဆွေတဲ့ကဒီချက်ပြုတ်တဲ့အသုံးဆောင်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဖရိုင်ယာတို့เนาะဒီဂရီတိုဒူတို့ဒါဆိုင်မှာရှိတဲ့အကျော်ဆက်တွေတို့အကင်ဆက်တွေတို့စသဖြင့်ပေါ့เนาะဂရီတိုဒူဆိုတာကျွန်တော်မသိလို့ရှိရင်ဒုပလက်ကီနိုအီချီမှာပြန်ကြည့်လိုက်ပေါ့เนาะဒီနိုအီချီမှာတော့ပါပြီးသားဖြစ်တယ်အဲ့ဒီဂရီတိုဒူဆိုတဲ့ဆက်တွေပြီးတဲ့အခါကျတော့ယူဆန်ဆိုတာကဒီပေါင်းရည်တွေပေါ့ပြောချင်တာခုနရည်နွေးတွေတို့ပြီးတဲ့အခါကျွန်တော်စသဒီအပူပေးထားမဲ့ဟင်းရည်တွေပေါ့เนาะစတာတွေကスイッチを入れたりのカロプナロビロ転化したりミビラロしてからロビロま使用できるようになるまでにドンビルやれちで時間がかかるのでチンチャレルじゃ開店30分前にスイッチを入れたりサイムポインケンのサイムポインケンさエデをレムケンケンポのエデレムケンケンまဒီ switch ကို入れたりミクロဖွင့်တာမျိုးတွေပြီးတော့ 転化したりမိပေးတာမျိုးတွေလောက်ထားလာဆိုတော့確認してください確認လုပ်ပါပြီးတော့ BGM ဆို background music ပေါ့နော်အဲ့ဒီ background music တွေပြီးတဲ့အခါ short mate မီအလင်းရောင်တွေနောက်တစ်ခါအစတာတွေကခိုင်းတင်ကြီးကံမတဲ့နီဆိုင်ဖွင့်တဲ့အချိန်မတိုင်ခင်မှာစာကြီးစာဒုしているか確認してくださいဒီဘယ်လိုပြောရမလဲဆိုင်မဖွင့်ခင်မှာဒါတွေကိုစာဒုဆိုတာက play လောက်ထားရလားပေါ့နော်ဒါကို確認လုပ်ပေးပါပြီးတဲ့အခါ予定通りの従業員が出勤しているかဒီတတ်မှတ်ထားတဲ့အစီအစဉ်တိုင်းဝန်ထမ်းတွေက出勤လုပ်နေလားဆိုတာကို確認လုပ်ပါ聞いてない従業員にはすぐ電話で確認してくださいမလာသေးတဲ့従業員တွေတော့ချက်ချင်းဖုန်းနဲ့အကြောင်းကြားပါ確認လုပ်ပါ欠勤の場合欠勤ဆိုတာက出勤ရဲ့ဆန့်ကျင်ဘက်ပေါ့နော်欠勤の場合は欠勤ဒီအလုပ်မတက်ရောက်သေးတဲ့အချိန်ပေါ့နော်ဒီအလုပ်ပြက်ကွက်တာပေါ့နော်အလုပ်ပြက်ကွက်သေးတဲ့အချိန်တွေဆိုရင်တော့他の従業員に連絡をしてတခြား従業員တွေကို連絡လုပ်ပြီးတော့出勤をဒီအလုပ်တက်ရောက်ပြီးဖို့ကို要請してくださいဒီဘယ်လိုပြောရမလဲကိုယ့်ဘက်ကနေပြီးတော့ request လုပ်ပါပေါ့နော်အဲ့တော့တယောက်က欠勤ဖြစ်သွားတဲ့အချိန်出勤မလုပ်နိုင်တဲ့အချိန်တွေမှာဆိုရင်တော့တခြားဝန်ထမ်းကို連絡လုပ်ပြီးတော့出勤လုပ်ပေးပါပြီးတော့従業員の身だしなみがဝန်ထမ်းတွေရဲ့ဒီမိသားစုနာမီဆိုအခဏကိုပုံစံအတွင်ပြင်ပေါ့နော်အဲ့ဒီရဲ့ပုံစံအတွင်ပြင်က正しいか確認してくださいမှန်ကန်လားဆိုတာကို確認လုပ်ပေးပါနောက်閉店作業再備ချင်းလုပ်ငန်းစဉ်ပေါ့နော်ラストオーダーのタイミングをキッチンの担当者と確認しラストオーダーဆိုတော့ကျွန်တော်နောက်ဆုံး order မှာလို့ရတဲ့အချိန်တွေပေါ့နော်အဲ့ဒီ order မှာလို့ရတဲ့အချိန်ရဲ့ timing ကိုဒီ kitchen ကတန်တိုးရှာကို確認လုပ်ပြီးတော့調整しているかဒီ調整ဆိုတာက adjust ထိညှိတာပေါ့နော်確認してくださいထိညှိထားရလားဆိုတော့確認လုပ်ပါギリギリに入店したお客様への配慮をしてくださいပေါ့နော်အဲ့တော့ギリギリမှာဝင်လာတဲ့ဧည့်သည်တွေကိုတော့ဆရာတို့ဝင်လာမဲ့ဧည့်သည်တွေကိုကိုယ့်ဘက်ကဂရုတစိုက်ရှိပေးပါပေါ့နော်သတိထားပေးပေါ့နော်ပြီးတော့ reji ရှိမဲ့တဲ့ဖုစကုမတာဝရေဂျီရှိမယ်ဆိုစိုက်ပိတ်တဲ့အချိန်မှာနော်ဖုစကုမလွန်လောက်တာတွေပြီးတော့ခါကင်းဆိုတာပတ်စံပို့နေတာတွေအဲ့ဒါတွေက data ဘာကြီးပေါ့နော်ဖြစ်ပေါ်လာတဲ့အချိန်မှာ reji ရှိမယ်လောက်တဲ့အချိန်မှာပတ်စံလိုနေတာပို့နေတာတွေဖြစ်လာတဲ့အချိန်မှာ gain ကိုရှိရပဲတဲ့ iru က gain ကိုရှာဖွေရလားဆိုတာကို確認လုပ်ပါヨキチスへの持ち越し食材を正しく処理しているかနောက်ရက်ကိုတည်ဆောင်သွားမဲ့เนาะဒီအစားအသောက်တွေပြောချင်တာကဒီနေ့သုံးလို့မကုန်တဲ့အစားအသောက်တွေရှိတယ်เนาะဒီနေ့သုံးလို့မကုန်တဲ့အစားအသောက်တွေဒီမိနစ်ပြန်73မဲပေါ့เนาะအဲ့လိုမျိုး73မဲဟာတွေကိုတည်တည်ချာချာ short เนาะဟိုမှာစွန့်ပစ်တင်တာတွေကိုစွန့်ပစ်เนาะထိမ့်သိမ်းနေမဲ့ဟာတွေကိုထိမ့်သိမ်းဒီလိုမျိုး short လုပ်နေရလားဆိုတာကို確認လုပ်ပေးပါပြီးတော့ Hinomoto の安全確認เนาะဒီ Hinomoto ဆိုတာကမီးရဲ့မူလပြောချင်တာကမီးခလုတ်တွေကိုပြောချင်တာเนาะဟိုခုနဆရာတို့ဆိုင်ဖွင့်တဲ့အချိန်မှာ
နော်ဟင်းတွေကိုမီးပူပေးတာတွေပါတယ်အဲ့လိုရှိတယ်မလားနော်အဲ့ဒါတွေကိုပြောချင်တာအဲ့ဒီဟီနိုမိုတိုကအန်ဇင်ခါကုနေနော်ဘီယန်နီကရှိခါကုနေတွေကတကိတဲ့ယူကလောက်ထားရလားဆိုတော့ခါကုနေစတက်ကြတာဆိုင်ခါကုနေလောက်ပေးပါပြီးတော့ security ဆိုချီကဒီ security ကရိယာတွေကအာရူဘာရှိတယ်ဆိုရင်တော့ teki se ni တက်တော်မှန်ကန်စွာဆက်တူစားတဲ့ယူကစတင်ချထားရလားဆိုတော့ခါကုနေစတက်ကြတာဆိုင်ခါကုနေလောက်ပေးပါကြရဆိုရင်ဆရာတို့အပိုင်းလေးဗီဒီယိုတော့ဒီမှာပဲခဏရက်ပြီးတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်はい頑張ってくださいじゃあまたねバイバイ